အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့အာတိုရှိအကောက်ကိုဘယ်လိုဖောက်ရမလဲဆိုတာရယ်နောက်ကအာတိုရှိကိုဘယ်လိုသုံးရမလဲဆိုတာရယ်ကျွန်တော်ပြောပြပေးသွားပါမယ်ခင်ဗျအရင်ဆုံးကျွန်တော်တို့အာတိုရှိကိုဘယ်လိုမျိုးဖွင့်ဘယ်လိုမျိုးတောင်းရမလဲဆိုတော့အရင်ဆုံးပြပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ပထမဆုံးPlay Store ထဲဝင်ရပါမယ် Play Store ထဲမှာတခါ search bar ကို Play Store ရောက်ပြီဆို search bar မှာအာတိုရှိဆိုပြီးရိုက်ရှာပါအာတိုရှိဆိုပြီးရိုက်ရှာတာအမှ install ဆိုပြီးတော့တွေ့ပါလိမ့်မယ်ကျွန်တော်ကတော့ထည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ open ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ဆိုတော့down ပြီးသွားပြီဆိုလို့ရှိရင်ဒီအာတိုရှိတွေကိုဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်ခုလိုမျိုးလေးပေါ်နေပါလိမ့်မယ်ကျွန်တော်ကအခုလိုမျိုးလေးပေါ်ပြီဆိုလို့ရှိရင်တနည်းအောင်နှိပ်လိုက်ပါနှိပ်လိုက်အချိန်မှာလိုမျိုးလေးပေါ်ပါလိမ့်မယ်မျိုးပေါ်လာပြီဆိုလို့ရှိရင် register an account ဆိုတာကိုနှိပ်လိုက်ပါပထမဆုံးကွက်နေရာမှာ Gmail တစ်ခေါက်ကိုထည့်ပေးလိုက်ပါကျွန်တော်ကတော့တစ်ခေါက်နဲ့ထည့်ပြထားပါမယ်nationality မှာမြန်မာကိုပဲရွေးလိုက်ပါအဲဆို KYC တင်တဲ့အခါမှာကျွန်တော်တို့မှတ်ပုံတင်လိုတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံကိုရွေးဖို့ကောင်းတော့မှာpassword နေရာမှာခဏန်း6လုံးလောက်နဲ့ name တခုအခက်တခုထည့်လိုက်ရပါပြီထောက်ကတော့တူနေမှာဖြစ်ပါမယ်အပြီးပြီဆိုရင်ဒီ set a verification ဆိုတာကိုနှိပ်လိုက်ပါခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်ခဏတော့စောင့်ပြီးပါ slide အဲ့ဟာလေးခုလိုပေါ်လာပြီဆိုရင်ဒါလေးကိုဘေးကိုဆွဲပေးလိုက်ပါအဲဆိုရင်ကိုGmail ထဲမှာကိုကြပါလိမ့်မယ်အဲ့ကိုထည့်လိုက်ရင်ရပါပြီဆိုတော့ Gmail ကိုသွားကြည့်ပါမယ်ကိုကြလာပါပြီ939 931ဆိုတာကိုသွားထည့်လိုက်ရင်ရပါပြီ939ကိုအပြီး confirm ကိုနှိပ်လိုက်ပါဒီမျိုးပေါ်လာပါလိမ့်မယ်ပေါ်လာလို့ရှိရင်နောက်ကျွန်တော်ရဲ့ channel မှာကိုချပေးထားပါတယ်ဒီနေရာမှာ invite code ထဲမှာဒါကျွန်တော်တို့ကအာတိုရှိကွန်3200ကိုရမှာပါအဲ့အာတိုရှိကွန်ကလည်းဘာအတွက်လိုလဲဆိုရင်ကျွန်တော် KYC တင်တဲ့နေရာမှာလိုအပ်ပါတယ်အဲ့ KYC တင်တဲ့နေရာမှာအာတိုရှိကွန်200လိုအပ်ပါတယ်အားကြောင့်မလို့ဒီနေရာမှာ code ကထည့်ခုထည့်ရမှာပါဆိုတော့ကျွန်တော်ရဲ့ code ကို Telegram မှာချပေးထားပါမယ် ht အဲ့လိုရလို့ရှိရင်ဒီ confirm ကိုနှိပ်လိုက်ပါမှာရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီဘာလို့ရမလဲဆိုရင်ကျွန်တော်ဒီကောင်လေးကိုရင်တော့လုပ်ပြီးထိပေးပါအဲ့ဒါလေးနှိပ်လိုက်ပဲဆိုရင်ကျွန်တော်တို့ auto mine မှာဖြစ်ပါတယ်အဲ့လိုလေးနှိပ်လိုက်ပြီဆိုရင်ဒီမှာဒီကနန်းလေးကလဲနေပါလိမ့်မယ်ဒီမှာဒီကနန်းလေးကသွားနေပါလိမ့်မယ်အဲ့ဆိုရင် auto စာမိုင်းနေပါပြီအပြီးသွားရင်ဘာလို့ရမလဲကျွန်တော်ဒီခုမြင်နေတဲ့တစ်ဆိုတဲ့ဟာလေးတွေကိုလိုက်နှိပ်ပေးပါအားလေးတွေနှိပ်လိုက်ရင်ကျွန်တော်မှအလိုရှိခွန်ရပါမယ်နောက်ခါကျတော့ဘာလို့ရမလဲဆိုရင် delete test တွေကဘယ်လိုရမလဲဆိုရင်ဒီ reward ဆိုတဲ့ဝင်ရပါမယ်ဝင်လိုက်ပါမယ်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တက်တော့လိုက်လို့ပဲဒီမှာ check in နေပါမယ် delete check in ပါမယ်အားလည်းတနေ့တစ်ခါရပါမယ်နောက်ခါကျတော့ဒီ coin လေးတွေလည်းရပါမယ်ဒီကောင်လေးတွေဘာလို့လဲကြော်ညာကြည့်ရပါမယ်အဲ့နှစ်ခုပါမယ်နှစ်ခါကြည့်ရမယ်တစ်ရက်ကိုဒီမှာဆိုလို့ရှိရင်တစ်ရက်ကို MI တယောက်ခေါ်လိုက်ရတယ် MI မခေါ်နိုင်လို့ရှိရင်ဒီမှာပါတယ်ဒီမှာပါတယ်အဲ့မခေါ်နိုင်လို့ရှိရင်ဒီမှာ boost လုပ်လို့ရတယ်အဲ့ကောင်ကဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ရဲ့ဘယ်လိုရမလဲဆိုကိုယ့်ရဲ့ဒီ goal ဆိုလေးကိုနှိပ်ပြီးတော့ဒီကနေဒီကောင်ကနေပြီးဒီထီကို copy ယူပြီးတော့တကယ်ချင်းကိုပို့တခြားတကယ်ချင်းကိုပို့လိုက်ရှင်သူကအဲ့ဟာကို copy ယူအဲ့ကို copy ယူပြီးတိုင်းတခါယူရတဲ့အဲ့သူ့ရဲ့အာတိုရှိ software ကိုဝင်လိုက်တိုင်းကျွန်တော်တို့ကဒီမှာပူစည်းစားဖြစ်သွားပါလိမ့်မယ်သူ့ဘက်ကလည်းအဲ့လိုမျိုးပဲသူ့ရဲ့ code ကိုကျွန်တော်တို့က copy ယူပြီးတော့ကျွန်တော်တို့ဘက်ကနေပြန်ပြီးတော့ online မယ်ဆိုလို့ရှိရင်သူ့ကိုလည်းတခါပို့ဒီနေရာမှာအကူအညီပေးလို့ဖြစ်တာလိမ့်မယ်အဲ့ဆိုရှင်တရက်ကို4ရောက်ပဲကျွန်တော်တို့ကလုပ်ပေးလို့ရပါမယ်နောက်ခါကျတော့ဒီကောင်လေးရဆိုလို့ရှိရင်ဒီကောင်လေးရဆိုရင်ကြော်ညာ10ပုတ်ကြည့်ရပါမယ်ကြော်ညာ10ပုတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ daily တက်100ရပါမယ်အာတိုရှိခွန်100ရပါမယ်ဒီဝိုင်း100ရပါမယ်ဆိုတော့
ဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခုမြင်ရဒီကောင်မှာဆိုလို့ရှိရင်ဘောတော့ဆိုရင် Telegram channel ရဲ့ group ရဲ့ကို join လို့ရှိရင်ကျွန်တော်တို့ကဝါရမယ်အတူရှိကွာ1000ရမယ်ဒီကောင်က H account ဆိုတာကျ Twitter အရင်တော့ပြော Twitter ပေါ့ Twitter မှာအခုလောဆယ်ပြောင်းထားကြတော့ H ဆိုပြောင်းထားတယ်အကောင်ဆိုရင်အကောင့်ရှိမရှိဒီကောင်လေးနှိပ်လိုက်တာ ਨੇ ဒီကောင်လေးကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ကအတူရှိကွာ900ရပါမယ်အဲ့ coin တွေကဘယ်ထဲကိုရောက်မလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီထဲကိုရောက်ပါမယ်ဒီ view in account ဆိုတဲ့ထဲကိုရောက်ပါမယ် view in account ဆိုတဲ့ထဲကိုရောက်ပါမယ်ရောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူကနှစ်မျိုးရှိပါတယ်သူက verify mine နဲ့ coin တွေဘယ်ထဲကိုရောက်မလဲဆိုရင်ကျွန်တော် mine နဲ့ coin တွေကဒီထဲမှာပဲရောက်သွားမယ်အဲ့ထဲမှာရောက်မယ်နောက်ဟောဒီကောင်ဒီထဲမှာရောက်သွားမယ် mine နဲ့ coin တွေဆိုလို့ရှိရင်ဒီထဲမှာရောက်မယ်အဲ့ပြီးတော့ကျတော့အဲ့ daily tag ကနေရတဲ့ coin တွေဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာရောက်မယ်ဆိုတော့အဲ့အောင်ဘယ်လိုကွာလဲဆိုရင်ကျွန်တော်တို့ mine နဲ့ coin တွေဆိုလို့ရှိရင်သူ list လုပ်တဲ့နေ့ list လုပ်တဲ့နေ့မှာပဲကျွန်တော်တို့ကထုတ်လို့ရမယ်ဒီ daily tag ကလုပ်တဲ့ coin တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ပြန်ပြီးတော့ရောင်းလို့ရမယ်ဗျာရောင်းတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီဘယ်လိုရောင်းမလဲဆိုရင်ဒီ gift ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးအဲ့တကယ်ချင်းရဲ့မှာအဲ့ဟိုနံပါတ်ကိုနှိပ်ပြီးကျွန်တော်တို့ဒီ link လေးကိုပို့ပေးလိုက်ရင်အဲ့ဒါရောင်းလို့ရတယ်ဒါပေမဲ့ရောင်းနေဆိုတာကျဒါပေမဲ့သူတို့ကဈေးနှိပ်ပြီးဝယ်ချတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမတန်ပါဘူးအားကြောင့်ကျွန်တော်တို့က list လုပ်မဲ့ရက်ကိုစောင့်ပြီးတော့ထုတ်တာအကောင်းဆုံးပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့မှာကောက်ဖွင့်တာလောက်ပါပဲနောက်နေ့ကျရင် KYC 1 2ဘယ်လိုတင်ရမယ်ဆိုတာကိုဗီဒီယိုလုပ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဂျိန်းတော်လေးရဲ့ admin ကျွန်တော်ပဲဖြစ်ပါတယ်